Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျမအိမ်ကြောင်းနဲ့ဘလော့လေးပဲဖြစ်ပါရှင်အားလုံးပဲလိုက်ကြည့်ပြီးကြောင်းเนาะခုကတော့ကိုသွားမယ့်အိမ်ကိုကားခေါ်ပြီးတော့သွားနေရပါတော့ဒါတော့အိမ်ကိုသွားတဲ့တက်တိကားပေါ့သွားတက်တိကားရှိတယ်ရှစ်လွာမှာပေါ့နော်ရှုခင်းလည်းအရင်မိုက်တယ်ကျမနေမဲ့အခန်းပေါ့နော်ခြေအောင်အဝင်ဝလေးမှာကိုအပင်လေးတော်တော်များများစိုက်ထားတယ်ပေါ့နော်အရန်ချစ်စရာကောင်းတယ်ပြီးကြရင်ဒီမှာ grady ပင်ရှိတယ်ဝီဒီလေးသီးနေပေါ့နော်ကောက်စားလို့ရတယ်တဲ့အိမ်ထဲမှာကြည့်ပါရှုခင်းနေသူတို့တဲ့အိမ်လုံးကဒါမိသားစုအိမ်နေ area ပေါ့နော်ဒီအိမ်ဘလောက်တက်လဲဆိုဒါသူတို့တကယ်နေမှာထားလို့ပေါ့နော်တက်ရတယ်ပေါ့နော်ကျမအကြိုက်ပဲဝှရှော့စကျမနေမဲ့ခန်းကဒီထဲမှာပေါ့နော်ဒါသူတို့ကလည်းလုပ်တယ်ပေါ့နော်ဒါညာကြရင်နိုင်လိုက်ရှိတယ်နှစ်ယောက်ခန်းလေးပဲနှစ်ယောက်ပဲကျမဒီကတင်ကြီးမှနေမှာပေါ့နော်နောက်တစ်ယောက်ကတော့ကျမနဲ့ခင်ထဲမှာသူဒီကိုပြောင်းလိုက်ပေါ့နော်ရေကောင်လည်းတုံလို့ရတယ် fan လေးရှိခဲ့ကျမပစ္စည်းလေးအထက်ကိုတစ်ထည့်လိုက်ပါအောင်မရှင်ငါကအခုဒီနှစ်ယောက်ကတင်ကိုကျမယူလိုက်နေပေါ့နော်ကျမညီမတစ်ယောက်အေးအေးလေးပဲရှိတဲ့ခါကျတော့သူတို့ပေးထားတဲ့ဟာကိုပဲကျမအရင်တုံလိုက်မယ်ပေါ့နော်ကျမအယောင်ကားတဲ့ဟာဒီတော့ဝယ်လိုက်ကြောက်လို့ရှိရင်သူကဒီလိုအယုတ်သေးလေးတွေပါထားပြီးစားတယ်တပန်ဟွာရလားမသိဘူးကျမအဲ့ဒါတွေတော့တိတ်မချဲဘူးနော်မျိုးလေးတော့ကျမစီထားတဲ့အိုးလေးပေါ့နော် yes ဒီလေးစီထားရင်ရမ်းပြောနော်တတရရနဲ့ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲရှင်အဆုံးထိကြည့်ပြီးရောက်စီတိုင်းကိုကျေးဇူးအများကြီးပဲတင်ရှိပါရရှင် bye bye